ဒါကတော့နိုင်ဂျီးရီးယားနိုင်ငံကက်ဘီပြည်နယ်မှာရှိတဲ့နာမည်ကျော်အာဂွန်ကိုငါးဖမ်းဖွဲ့တော်ကြီးပဲဖြစ်ပါတယ်။ကြည့်လိုက်ပါဦး။တငါးသည်ပေါင်း9000ကျော်ဟာမတန်ဖာမြစ်ထဲကိုတပြိုင်နက်တည်းအလူအယက်ခုန်ဆင်းသွားကြတာပါ။သူတို့ဟာရှေးဟောင်းရိုးရာငါးဖမ်းပိုက်ကွန်းနေနဲ့ရေပေါ်ဖို့အတွက်အခေါင်းပေါက်ပါတဲ့ဘူးသီးကြောက်တွေကိုအသုံးပြုကြပါတယ်။ဒီမြစ်ကိုတော့တစ်နှစ်ပတ်လုံးဘသူ့ကိုမှငါးဖမ်းခွင့်မပေးဘဲပိတ်ထားခဲ့တာပါ။ ဒီမြစ်ရဲ့အနိုင်ရရှိသူကတော့အလေးချိန်59ကီလိုဂရမ်ရှိတဲ့ငါးကြီးကိုဖမ်းမိခဲ့ပါတယ်။သူဟာစုလာဘအနေနဲ့တိုယိုတာကားအသစ်ဆက်နှစ်စီးနဲ့အတူဒေါ်လာ940ကိုရရှိခဲ့တာပါ။ဒုတိယနဲ့တတိယရရှိသူတွေကတော့40ကီလိုနဲ့33ကီလိုရှိတဲ့ငါးတွေကိုဖမ်းမိခဲ့ပြီးကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးစီစုရရှိခဲ့ကြပါတယ်။ဒီပွဲတော်ဟာလူတွေအတွက်တော့အကျိုးအမြတ်နဲ့ပြောစရာမြင်ကွင်းကြီးဖြစ်ပေမဲ့မိเจ้าတွေအတွက်တော့ဒါဟာအဆိုးဝါးဆုံးနေ့တစ်နေ့ပဲဖြစ်ပါတော့တယ်။